English language ကို 4scale လုံး free လေးလာလို့ရတဲ့အရန်ကောင်းတဲ့ website လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ဆိုတော့စာလိုက်ကြရအောင် website ကကျတော့ testenglish.com ပေါ့နော်သူ့မှာကလေဒီ website ထဲကိုဝင်လိုက်ပြီဆိုတာနဲ့လိုက်ပြီးတော့ဖတ်ကြည့်လို့ရတယ် vocabulary တွေ text တွေ level တွေအများကြီးရှိရပေါ့အဲ့တော့သူ့မှာ 4 scale on grammar vocabulary listening reading now user english writing နောက်ဆုံး exam အနေအထိကိုလေ့လာလို့ရတယ် topics တစ်ခုချင်းစီတိုင်းမှာဆိုလို့ရှိရင်ဥပမာ grammar ဆိုရင်လည်း elementary pre intermediate intermediate ကနေ advanced ထိလေ့လာလို့ရတယ် vocabulary ဆိုရင်လည်း elementary ကနေ advanced ထိလေ့လာလို့ရတယ် now writing ဆိုရင်လည်း elementary ကနေ advanced အထိဟိုအခြေခံကနေစပြီးတော့ advanced အထိလေ့လာလို့ရတယ် exam မှာဆိုရင်လည်း KET PET IELTS TOEFL ကိုကဘာကိုဖြေချင်တာလဲပေါ့နော်ကိုဖြေချင်တဲ့ exam နဲ့ဝင်ပြီးတော့လေကိုကလေ့ကျင့်လို့ရတယ်လေ့လာလို့ရတယ်ပေါ့အဲ့တော့ writing နဲ့ကိုသွားကြည့်အောင် intermediate ကိုချိုထောက်ကြည့်လိုက်တယ်ပေါ့နော်ဒီမှာဆိုရင် topics တွေအများကြီးရှိတယ် how to write an email to a friend given news နောက်တစ်ခုက how to write an article အဲ့လိုမျိုး topics လေးအများကြီးရှိတယ်ကိုနှစ်သက်ရာတစ်ခုကိုဝင်ပြီးတော့လေ့လာလို့ရတယ်ချို့ဆို how to write an article တစ်ခုဘယ်လိုရေးကြမလဲပေါ့ဒါဆိုရင် तू အောက်မှာတယ်guideline လေးတွေပေးထားတယ်နောက်ပြီးတော့ तू ရှိမှာတယ် practice လုပ်ပြီးတော့လေ့ကျင့်လို့ရတယ်ပေါ့နော်လေ့ကျင့်ခန်းလေးတွေလည်းတော်တော်ကောင်းကောင်းလေးနဲ့အများကြီးလုပ်လို့ရတယ်နောက်ဒီ intermediate ဆိုရင်တော့ A2 level ပေါ့ pre intermediate ဆို A2 level ပေါ့ A2 level မှာဆိုဘာရှိလဲသူ့မေကိုလေးဖြေလို့ရတယ် would you like blank as would you like to join as ကိုဘာဖြေချင်တာလဲပေါ့သူ့ရဲ့မေကိုလေးတွေအကုန်လုံးကိုစဉ်းစားပြီးတော့ like ဖြေပြီးဆိုတာနဲ့အောက်ဆုံးမှာ check answer ဆိုပြီးတော့ကိုဖြေခဲ့တဲ့အဖြေတွေကို check ပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့လေ့ကျင့်လို့လည်းရတယ်ဖြေလို့လည်းရတယ်တခါတည်း practice လုပ်ပြီးသားတခါတည်းစစ်ဆေးပြီးသားဆိုတော့အရန်ဒီ website လေးကအဆင်ပြေတယ်နောက်ပြီးတော့ free လေးလာလို့ရတာဆိုတဲ့အတွက် self study လုပ်နေတဲ့လူတွေအတွက်အရန်သစ်တော့ပါတယ်ပပ